online business တော့လုပ်နေပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံပေါ်မှာစာလေးတွေရေးချင်တာဘယ်လိုရေးရမှန်းမသိဘူးဘယ်လိုလုပ်ရမှန်းမသိဘူးဆိုတဲ့သူတွေရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်ကိုယ့်ရဲ့ဓာတ်ပုံပေါ်မှာစာလေးတွေရေးဖို့အတွက်ဆိုရင်တော့ဒီ Picasso ဆိုတဲ့ application လေးရှိဖို့လိုအပ်ပါတယ်မရှိသေးရင်တော့Chrome မှာဒါမှမဟုတ်လို့ရှိရင် Play Store မှာသွားပြီးတော့ down ထားပေးနော်ပြည့်တဲ့ကိုဝင်လိုက်ပြည့်တဲ့ကိုဝင်ပြီးတဲ့အခါမှာဒီအပေါင်းလက္ခဏာလေးကနေပြီးတော့ကိုရေးချင်တဲ့ကိုစာရေးချင်တဲ့ဓာတ်ပုံတစ်ပုံယူလိုက်မယ်ပေါ့နော်ဥမာကဒီဓာတ်ပုံလေးကိုယူလိုက်ပါမယ်ဒါဆိုရင်အမတို့ဒီဓာတ်ပုံပေါ်မှာအမစာရေးပြမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီအောက်က tools တွေကနေပြီးတော့ဒီမှာ T ပုံသဏ္ဍာန်လေးနဲ့ TEXT text ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီထဲကိုဝင်လိုက်ဝင်ပြီးရင်ဒီမှာအမတို့စာရေးလို့ရပြီပေါ့နော်ဗမာလိုရေးမလိုက်အင်္ဂလိပ်လိုရေးမလိုက်ရေးလို့ရတယ်ဒါဆိုရင်အမကဒီမှာ season ထွက်တဲ့တိုင်းရင်စေးလို့ဥပမာရေးပြပေးမယ်နော်ဒီညာဘက်ပေါ်တာမှန်ကျင်လေးကိုနှိပ်ဒါမျိုးလေးပေါ့နော်ဒါဆိုရင်အမတို့ကဒီရေးထားတဲ့စာလေးတွေစာတော့ဒီပုံစံရေးရတယ်ဒီမှာဆိုရင်အောက်ခံ background နဲ့စာနဲ့ရောနေရပေါ့နော်တိတ်မမြင်ရဘူးဒါဆိုရင်ဒီစာကိုအကြောင်းပြောင်းကျင်နေဆိုရင်အဲ့ဒီစာကိုဆက်လက်မှတ်ထားပြီးအမတို့ဒီနောက်မှာ color ဆိုတာလေးရှိရနော်ဒီမှာအလုံးပုံတန်းလေးအဲ့ထဲကိုဝင်လိုက်ရင်ဒီမှာအကြောင်းပြောင်းပြီးသားလည်းဖြစ်သွားပြီပေါ့နော်ဒီမှာဒါဆိုရင်ရပြီပေါ့နော်ဒီပုံစံတိုင်းလေးပဲကိုယ့်ရဲ့ဓာတ်ပုံတွေပေါ်မှာကိုရေးချင်တဲ့စာတွေကိုရေးရတာဖြစ်ပါတယ်မသိတာမရှင်းတာနားမလည်တာရှိရင်တော့ comment မှာမှတ်ထားခဲ့လို့ရပါတယ်နော်